မြန်မာပြည်ရဲ့အလှဆုံးနေရာများမင်္ဂလာပါခရီးသွားဝါသနာရှင်များမြန်မာပြည်ရဲ့မမေ့နိုင်စရာအလှတရားတွေကိုခံစားဖို့အစဉ်သင့်ဖြစ်ပြီလားရွှေတကုံဖျားဟာရန်ကုန်မြို့ရဲ့အထင်ကြီးသင်္ကေတတစ်ခုဖြစ်ပြီးကမ္ဘာလှည့်ခရီးသည်တွေမဖြစ်မနေတွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုပါနေဝင်ချိန်မှာရွှေရောင်တဝင်းဝင်းနဲ့တောက်ပနေတဲ့ဖျားရဲ့အလှဟာတကယ်ကိုပါပဲအင်းလေးကန်ဟာရှမ်းပြည်နယ်မှာတည်ရှိပြီးတောင်တန်းတွေနဲ့ဝန်းရံထားတဲ့လှပတဲ့ကန်ကြီးတစ်ခုပါခြေထောက်နဲ့လှေကိုလော်ခတ်ပြီးငါးဖမ်းတဲ့အင်းသားတွေရဲ့ထူးခြားတဲ့ဓလေ့ဟာကမ္ဘာမှာဘယ်မှာမှမတွေ့နိုင်တဲ့မြင်ကွင်းတစ်ခုပါပဲ။ပုဂံဟာရှေးဟောင်းဘုရားစေတီတွေထောင်ထဲချီရှိတဲ့မြန်မာနိုင်ငံရဲ့ရှေးကြဆုံးမြို့တော်တစ်ခုပါပူပြင်းတဲ့လေပူပေါင်းစီးပြီးဘုရားတွေကိုအပေါ်စီးကကြည့်ရှုတာဟာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ။ကလောမြို့လေးဟာတောင်တက်ဝါသနာရှင်တွေအတွက်မဖြစ်မနေသွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုပါရှမ်းရိုးမတောင်တန်းတွေရဲ့အလှကိုခံစားရင်တောင်တက်လမ်းလျှောက်တာဟာစိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်မန္တလေးမြို့ဟာမြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်တွေစိုးစံခဲ့တဲ့မြို့တော်ဖြစ်ပြီးသမိုင်းဝင်နေရာတွေနဲ့ပြည့်နှက်နေပါတယ်မဟာမြတ်မုနီဘုရားကြီးနဲ့ဥပိန်တရားတို့ဟာမန္တလေးမြို့ရဲ့အထင်ကြီးနေရာတွေထဲကအချို့ပါပဲမြန်မာပြည်ရဲ့အလှပတွေကိုခံစားဖို့စိတ်အားထက်သန်နေပြီဆိုရင် like share လုပ်ပြီး comment မှာဘယ်နေရာကိုအရင်ဆုံးသွားခြင်းလဲဆိုတာရေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်